ဘာလာပြီးပါရဲ့ဒါပေမဲ့အဲ့ဟာပြောလိုက်တော့မယ်အရင်ပြောချင်တယ်ဟာကဲအကိုနဲ့ဆိုမယ်နော်ဟုတ်ဒီတစ်ခါစတင်အတီးတနာနော်ကျွန်တော်ကစပြီးတင်တာမဟုတ်ဘူး CEO အစ်လို့တကယ်လို့ရှိပြီ ဘာလို့လဲသူတို့သိချင်လို့ပြောပြရလေ သိချင်ဘူးမပြောနဲ့အောင် ပြောမှာ မသိချင်ဘူးမဟုတ်လား မသိချင်ဘူးလားသိချင်လားပြော မသိချင် ဘာလို့အဲ့ဆွေးပုံမင်းတို့ကြော သိချင်တယ်တဲ့ မသိချင်ပါဘူးတဲ့ဟိုမှာမသိချင်ဘူးတဲ့ သိချင်တယ် limited 1မှာဟိုဘာမလဲ limited 1မှာပါဟာပြောပါလေပြီးသွားပြီဟော limited 1မှာဟာပြောပါမယ်နော် limited 1မှာသူတို့နေ့ဟိုပါလေအပြင်မှာမထွက်သေးရဲ့သူတို့နှစ်ယောက်ဟိုပါလေဆွဲကြိုးလေးနဲ့ရိုက်ထားတဲ့ PC ပုံလေးတွေမှာလက်မှတ်ထိုးပေးမှာပါဆွဲကြိုးမှာပါအပြင်မှာမထွက်သေးတဲ့ပုံလေးတွေပါသူကမနီရှန်ဆွဲသူက race ဆွဲ race နိရှာမတ်တရားလေနော်ခလမိမခလေးတို့တတိထားဖို့ပြောလိုက်ပါဦး ဘာသာချောင်းပြောဒီမှာပြောလိုက်တော့မယ်ဟုတ်နော်ဟာမလက်ဖျားကြီးကြွဖျားကြီးကြွဟုတ်ပါဘူး။များလေးနေခဲ့ မနေ့ကကြာရင်ဘယ်သူတွေလာမှလဲစုံကြမယ်မိဘပါမှာဆိုတော့ ဖြည်းဖြည်းနဲ့ဖူလေးနံပါ။ကိုဒီ ဖြည်းဖြည်းနဲ့ပါလေးနံပါ ဖြည်းဖြည်းလေးနှခမ်းလေးနှမ်းလိုက်တာမှအနာကြီးဖြစ်သွားတာ ဟုတ်ပါဘူးကောင်းတယ်နော် တော်ဆိုး ။ Cheers cheers တော်ဆိုး share ပဲ စုနေဖနေဥပမာ လက်တွေးကဟောက်ကကြာတယ်အဲ့ရတယ်မနေ့ညလေလိုက်ပိတ်ပြီးကြတနေ့ကိုတခြားလုံးမင်းမလာတာမြို့ကမနေ့ညမအေးရအောင်မနေ့လေးနဲ့နေမလာဟုတ်ခုလည်းမအေးရတယ်သူတို့ကိစ္စလက်လုပ်ပြီးနေတယ် လုံးဝမယ်လေလုံးဝအမေမွေးထားတာ အရက်ရှင်နေတယ်ရှင် ဗျာဟုတ် ဘာဖြစ်လဲ နှစ်နာရီလားမသိဘူး ဟုတ်တယ်နား အမေမွေးထားတာပဲဟို ။ဘယ်ချိန်ပြန်ကြမှာကျွန်တော်။ပဲသွားမှာ ဟိုဟာ ဒါတာတော့စတာကိုဆောင်ပါမမ ဒီ လည်း မှာစားမှာတဲလေးတယ်ဘယ်လိုကောင်းပါ ။အော်ပါလား စား ။လိုက်ပို့အောင်လား ရတယ်ချေမလားကြိုးလာဆောင်လိုက် ။ပို့လည်းမပို့ပါဘူး ဟုတ်ပြီလားအမျိုးသားလာကြိုးဆောင်လိုက် ကွန်မနီနှခမ်းပေါက်တယ်မပေါက်ပါဘူးလူကလည်းဇုတ်ကိုပေါက်ခိုင်း ။စုပေါက်တာတော့ ပါ 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 ကိုရှိုင်း ဘာဒီမျိုးလင့် ။ဟာဒီမျိုးလေးကောင်းကြီးရဲ့ ညာအိတ်ရှင်နေ ဘာတော့မလားမမ ။သွားမယ်မ မှန်ပါစား မချင်းတာခုရှိရဲ့။ကဲတွေ့ပါမယ်ရှင်။အများကြီးအောင်မြင်ကြပါစေ ပြည့်စုံတယ် ။အခုထက်မကပို့ပြီးတော့အချစ်ခံရပါစေရှင် ပြည့်စုံနေပြီပါစေခင်ဗျာ surprise project ကလည်းအမိုင်းစားတွေဖြစ်နေမယ် ။ကဲလာမယ်ပေါ့ ဟာ နော် ပေါ်ပါစို့ တတာ ။တက်တာအပွားတက်တာ အမလေး အရင်ကတော့ဆက်ချင်တာ တက်တာ တက်တာ ချစ်နေတော့ တွေ့မယ်နော်ကဲအားလုံးပဲတက်တာပါပြန်ပါပြီရှင်မွတ်တက်တာနော် တတာဟုတ်ကဲ့ ဒီဆိုင်ဒီဆိုင်ကားကြီးဆိုင်မှာ ဟုတ်ကဲ့ပါဗျာ ပစ္စည်းမြင်မယ်နော် ဟောဆက်လိုက်နော်အချိန်ကြီးပါရုံအောင် ဆက်လိုက်ဒီနေ့ဆက်ပါရပါ ဟဲ့ ဆက်ပြီးတော့ကျ ကျ န် န် တော် တော် စမ ပြော ပြော လို့ရှင်လေးတယ်လို့ပြောလိုက်နော်ဟိုဘာဖြစ်မှာလောက်ပြောတော့ပြောရတယ်လို့ဆိုတာဒီကျွန်တော်ရေလိုပြရတယ်မှာဒီလက်ဟောက်ပြနေနေတယ်ပြောတော့ ဝေါ်မီတော့ စူမဲဟာပြောလိုက် ဘယ်လိုတူးစီပြီးနန်းပြလဲဒီမှာ 1.9 တောင်ဖြစ်နေပြီ ဒီချက်ကကီးတစ်ချက်ကတို့ ဝေါ်မီတော့ ရှင်လေးတယ်နော် โอเคပြီး တက်တာ တက်တာစီလူ 我在再见，我在再见。 ဘာလဲခိုင်းရမှာတားရလာပြီးတော့ ဘာနန်းခိုင်းနေရလဲကော်ဖီစား ဒီပန်းလေးကအရန်ကန်ဆက်နေပြီဒီပန်းကဒီပန်းလေးမှမမြင်မလား တော်ဆူဆူပဲ ရန်ကန်ဆက်နေဒီကမိဘတောက်ရလားညာ I'm sure ဟော သူကလေအဖက်ကြီးလွတ်လွတ်သွားမျက်နှာကြီးကြောက်စရာဖြစ်သွားပြင်မှာအဲ့လိုကြီးကျွန်တော်မျက်နှာကြီးကြည့်ရမှာဆိုတော့ ဒီဟာဟုတ် အဲ့လိုမျိုးလေအဖက်လွတ်သွားရင်လည်းကြောက်စရာကြီးအဲ့လိုဝင်လာတဲ့ခါမျိုးဒီကစိတ်အားတော့ငယ်သွားလုံးဝမနှမ်းဘူးဘာတွေနှမ်းခိုင်းနေညီကိုတွေလေ ဒီကိုလေး အားလုံးကညီကိုတွေပဲ ဘယ်တော့မှလည်းမနှမ်းအောင်အာ呀，下。
တာရော အားမရှိတော့ ဘာရမင်းချီရဘာချီ တာလာဝါလို့ ကော်ဖီနဲ့ချီရ ကော်ဖီဖောက်ချင်တော့လို့ ဘာချီရအောင်မြန်မာလေး ကောင်းကွာ တော်တော်ကြည့်စင်နေဟာလား no Turki murgi shukri shukri Kumudana surika Nana mandana surki maya Turki murki surkiya Asa di mana ya kak? Apa gimana? Bawa conya wena saga ni kasama Chen ini chen ini apa beza? Ayo. Itanya tanya Kiyomi Itanya tanya Kiyomi Sanitanya tanya Kiyomi Ii Sansa Tio Ii Sansa Oyu Chipa Kushi Jakia Atake Ciao အချစ်ဆုံးလေး ကျွန်တော်ကချောင်းကတော်ကြနေချောင်းဖန်နေတာဝုန်းနေမယ်ဝုန်းနေတော့ကြောက်တယ်ကျွန်တော်ကစတာဒီလားကျွန်တော်လေးကြိုက်တယ် ဟုတ်လား ကျွန်တော်ရှေ့တာဘယ်လိုလဲချောင်းရဲ့မင်ကီပဲ အော်ကျွန်တော်လည်းဟိုပါလေမိုင်းလေးတင်ထားသေးတယ်လေသူ့ရဲ့မိုင်းလို့နော် အိုင်းနေ ဟောတူပြရလဲမြန်လိုက်တာဖြစ်သွားဟာကိုဖန်ပြောပါဦးနော်တူပြပြေးဆိုတာ စားနေရောချောင်း ဟာနော် ဝန်တို့ကြိုက်တာဗောဝန်တို့ ဒီတော့ပြလိုက် ဒိုပြောင်စုက bias ပဲ ဒီတော့ပြလိုက်မှာ တကဘာလုံးနဲ့ရှင်ပြီးချိန်ကြရင်တော့မှဒိုပြောင်စုပဲ ထုတ်ဆောင်လိုက်တာတော့ခင်ဗျာစနေကျိုးသွားပါပြီ Itana tanya Kiyomi မပြပါဘူးကွာကိုတော်တော်စောတာ တာနေရောက်စပူလာတော့အဲ့တော့ဒီလိုလည်းတွေ့လို့ရပါတယ်ဆိုတော့နော်လာအေးဆို ဘာအိဒါလာအမေမသိအိတ်နေလို့ပါပဲလား အမေ ဆိုင်ကော အမေဖျားငယ်ငါမေတပုံအမေကုံတော်ပတိလေးဟုတ်လားမသိဘူးအရာရာတိုင်းကဆိုလာမယ်ဟောပြပါဦး မိဖျားကငါမိတပုံချစ်သူပုံလို့ပြောင်းချိန်နေ မေတာမေတာခရပလို့တော့မေတာမွေးချစုဆက်လိုက်တာလားတဲ့ နေကငါ့ရဲ့ဂျေဆုကိုဒီနည်းနဲ့ဆက်လိုက်တာပေါ့လေ ရောစကားမများနဲ့ ကျွန်တော်ရဲ့အိတ်ကြီးကတော့တကယ်တော့ဒိုဒါရဲ့အိတ်ကြီးပါအထဲထဲမှာ ကုန်နိုင်ပါရဲ့ အကုန်ရှိတယ် ဟုတ်တာတန်းကြည့်ပါ ရေမွေးရှိတယ်ပေါင်တာရှိတယ် ရှာကြတယ် နှခမ်းနေကြံခဲ့တယ် မင်းပါ ဒီရောလေးပါ ဟောဒီရောမပါလာဘူး ပြီးရင်နေတိုင်းကျွန်တော်ကဖျားဆင်ရှင်မှာဖျားမရှိခိုးရဘူးမအားတော့လေကောင်းအောင်ပဲရှိခိုးတော့ဗတိယအမြဲဆောင်တာပြီးစိတ် ရှင်ပင်ငိုရောင် ပြီးတဲ့ hungry ဆုံးရှိရ အသက်ဆိုတာဒီလိုဝိုင်း
နာမည်နဲ့ KB ရဲ့감사합니다ဂျပန်လိုကျေးဇူးတင်ပါတယ်အာရီဂတ်တို ありがとうございますありがとうございますありがとうございますချောင်းဥခံနဲ့တွေ့ရဝမ်းသာပါတယ်တဲ့ကဲနော် စာရရှာမှုရတော့တော့အနံ့မပြင်းဘူးကွာဒီလိုအနံ့ပြင်းတော့ခေါင်းကိုက်လိုက်တာလေး ခုဖြစ်တယ်နော် တင်းနေတော့အေး အေးညာပဲအော်အခုလေကြည့်နေရတကယ်အားနေကြလာရင်ဟိုကလေဘလော့တွေကနေခိုးကြည့်နေတဲ့လူလေးတွေတချို့ရှိရဲဆိုတော့လေအားနာပါတယ်နော်။အဲ့လိုလေ surprise ဆိုပြီးတော့ live တွေလွှင့်တာဖြစ်သွားတယ်ပေါ့နော်။အမှန်ပါ အဲ surprise ချစ်လို့ surprise ကိုကျွန်တော်တို့က surprise အချိန်ဆိုပြီးကျွန်တော်ကစဉ်းစားတာရှိတယ်ဒါပေမဲ့ဒီလိုမိဘတည်းရဲ့အတိုင်းပဲဒီမှာသူကြိုက်တဲ့အချိန်လွှင့်ခိုင်းတာ အဲ့လိုဖြစ်ရနော် ခုနလည်းအလုပ်လေးတစ်ခုကအောင်မြင်နေပြီးဆုံးသွားပြီအားလုံးပဲကြိုက်ကြမယ်အလုပ်လေးပါပြောလို့ရမယ် ကြာပါ နော်အဲ့အလုပ်ပဲကျွန်တော်တို့တွေအကုန်လုံးရှင်ထဲမှာဒီလိုရောင်းဆိုအကုန်လုံးမပါပါဘူးသူတို့ကတော့မပါဘူးသူတို့မှာရန်လုပ်ပေါ်လည်းမမရှိ ဗီဒီယိုလား ဘူးတူလား ဗီဒီယိုလား နေအောင်လုံးပူပန်နေရတယ်ခုတော့အလုံးကြပါပြီကောင်းကောင်းလေးလည်းထွက်လာမယ် ပါတယ် အားလုံးလည်းကြည့်နေမယ်ကျွန်တော်တို့ချစ်ရတဲ့တန်နဲ့ဆိုပြီးတော့ငါတို့အားပြည့်ကလေးကဒီလိုတော်ပါလားဆိုရင်ခံစားချက်ကိုလည်းရစီမယ်လို့ ယုံကြည်မှုတွေပေါ့နော်အများကြီးပို့ပြီးတော့ရမယ်ဆိုတာလေကျွန်တော်လည်း မဆက်ပွိုင်းမှာနေတယ်မဆက်ပွိုင်းစိတ်ချမဆက်ပွိုင်း ဆိုပွားအောင် တော့မပြောဘူးဆက်ပွိုင်းအောင်စီးရိုတယ်မဟုတ် ကျွန်တော်တို့ဘယ်ရအောင်မဆိုတန်ဖိုးထားပြီးတော့အဲ့လိုလေးလေးနက်နက်စိတ်ရောကိုယ်ရောညှစ်ပြီးလုပ်တယ်ဆိုတာကိုတက်တည်ပြမယ်လို့တခုလုံးဝကျွန်တော်တို့ချစ်ပြီးတော့အခုချိန်ထိကျွန်တော်တို့ချစ်ပြီးတော့အားပေးနေကြတဲ့ race တွေ baby fan လေးတွေမျက်နှာမပြတ်ရအောင်ကျွန်တော်တို့အများကြီးစူးစမ်းထားကြတယ် ဘယ်တော့မှ အဲ့ဒါတော့ကိုတကယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်လုံးဝလေစိတ်လှုပ်ရှားပြီးတော့ဘာမှကိုတိတ်မလုံးနိုင်ဘူး လုံးနိုင်ပါလေသူ့တော်ဆုံးပဲ ဟိုပါဘူးအကုန်လုံးတော်တယ်အကုန်လုံးတော်တယ် တင်တော့ဒါနဲ့ပေါ်တော့မှတယောက်နဲ့တယောက်ပြိုင်ရင်းနဲ့ တို့ကိုချစ်တယ်နော်အဲ့မလည်းဖတ်ဖို့အများကြီးကျေးဇူးများကြီးတင်ပါတယ်လို့အခုဆိုလို့ရှိရင်ဒါတန်လေးတွေရတယ်ပေါ့နော်အများကြီးချစ်ခင်အောင်လုပ်ကြတယ်ဒါကြောင့်မို့တန်လေးတွေချစ်ခင်ရာချိုးနဲ့အောင်လို့လည်းကြိုးစားပါမယ်ခင်ဗျာအများကြီးချစ်ပါတယ်ကျွန်တော်တို့တစ်ဖက်လုံးမိမတို့လည်းချစ်ပေးပါဒီကတော့လည်းချစ်ပေးပါအများကြီးလည်းဆက်ကြိုးစားပါမယ် ခုနက moment အေးဒီလိုပဲပဲကျမတို့ဒါလည်းဒီတော့တော့ညီကိုညပူချိုးစားကြပါမေကောင်းဆုံးစပို့ပေးကြအောင်ပေါ့မို့လေစား နေရနောက်ဆုံးချိန်မှာမင်းဒီစားမင်းတော့စီ Sorry. စိတ်တော့ပြောရမယ်လေသူ့လက်ကိုယ်လဲဆိုတာရှိရလေသိရမလား ဟုတ်လန့်လို့ ဘယ်လဲလို့အဲ့ဒီမလောက်ကောင်းတယ်မကောင်းဘူး I love you စာရရှိုင်း I love you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  ဘယ်တည်းပေါ်ပဲဆိုဖြူလေးနော်ဖြူလေးကတိလေးပြောလေ ဆိုပဲနဲ့ခိုင်းတာဘာလို့လဲစိတ်နေတယ်
ဘေးကယုံလေးယူတယ် ဒီရုပ်လေးကတော့နည်းနည်းစီကြည့် ပါ ပါ စားတယ်အဖြူလေးယူချစ်တယ်လို့ပြောပြပါချစ်တယ်ပြောချင်လို့ဒီခွဲရည်ဒီနေ့ဘာလို့ထူးနေတာလဲများခိုင်းရ ပြော တခုတော့တခုပဲ race day ဘာဖြစ်နေကြလဲ race day ဒီနေ့မူက race day ဘာဖြစ်နေကြလဲတခါမှအဲ့လိုမျိုးနော် live မှာအဲ့လိုမျိုးကြီးပြန်ပြောဒီနေ့ live မှာတော်တော် challenge တွေပါသူတို့ဘာသာသူတို့တွေခေါ်ပြီးတော့လေဘာဖြစ်နေကြလဲ race day မနန်းနာကြတော့အလုပ်တော့ကိုတကိုင်းနဲ့တည်းလုပ်ရတာ ကျွန်တော်နေနေတဲ့နိုင်ငံကဘယ်နိုင်ငံလဲဆိုတော့မေးနေကြအဲ့ဒါပဲပြောလိုက်တော့မယ်နည်းနည်းလေးသိပြီနော် ငိုချင်းနေဒီဘာလို့လဲချိုးမစားတာကြားလို့ဟောဒီလောက်ချိုးနေရအောင်အော်တိုချိုးတာလေဆွဲကြိုးပေးမှလာတဲ့ကုမ္ပဏီကိုပေးမှလာရှာရေးတဲ့ဆွဲကြိုးပဲယူသွားလိုက်တော့နော် ခါရချုပ်ပြလိုက်မယ်ရော့ဆွဲကြိုးချတာဆွဲကြိုးချတာ ဆွဲကြိုးချိုးတာတမျိုးပဲနော်ကုမ္ပဏီက ချုပ်လိုက်ပါဆွဲကြိုးကိုပြောတာနော် ရှမ်းစီမှာအဲ့ဘာရှိရလဲဘာရှိရမှာတော့ အေးအဲ့ဒါလေးဘာလဲမသိဘူးဒီလားတက်တက်ချင်းရှိမှာဟာရှိတယ်အဲ့လိုပေးတာဘာလို့မှန်းလည်းမသိဘူး တကယ်ဒီပါခလေးလို့ခေါ်ပြခလေးပြ တော့ဆိုးနေခဏလေးပဲထားစိုက်တင်ให้ပါမှာစပင်းရတော့အဆင်ပြေနေအောင်မနက်ကလောက်လာတော့ကြိုက်တယ်ဟိုပြပွားတဲ့ကျေဟွာလောက်လိုက်တော့တယ် Gentleman You are my everything ကုမ္ပဏီရမယ်ညောင်းနေမှမမြင်လာမြင်ပါတယ်သူ့အားပေးကြပါ IG မှာစားပေါ့ဝင်ကြည့်ကြအောင်ကုမ္ပဏီဟုတ်ဝင်ကြည့်ပါမယ်ချစ်တဲ့နှစ်ယောက်လုံးလည်းကြိုင်နေဆန်ဟုတ်တယ်အမေဘာဝချစ်တဲ့ရှမ်းမာအာမသိဘူးအားလို့ဟောလိုက်တော့ပါလေဒီကျန်ပဲချင်းဒီချင်းရုံးချိန်ပဲနော်နားပါတယ်ဟိုလည်းအလုံးမလို့အောင်ဂီတာချန်ဖြစ်ပြီးတဲ့နောက်ပိုင်းအားမနာဘူးဂီတာချန်အချိန်တိုင်းနှုတ်ရင်က လေး လေး နဲ့တွေ့ကြမှာနော်နေ့နဲ့ကြာရင်တွေ့ကြပါမယ်ခလေးလေး race ကြရင်တွေ့လို့ရှိရင်အာစီဇန်နေပါမလဲတည်တည်ကိုပြင်ခုံးနေကျွန်တော် ဟိုကလေ activities တွေပါတယ်လေ race တွေနဲ့ activities တွေပါတယ် ဟာလား အဲ့တော့ဗာလေ games တွေလား activities တွေလားပါတယ် ချိုးစရာ စင်မော်တက်ခွန်းလား စင်မော်တက်ခွန်းစင်မော်ထုတ်တာလားအော် ဟိုဟာစာတော့ရေးထား အခုပြောရလား ကိုလည်းပြောတယ်စာလည်းတင်ထားတဲ့ပုံစံအရာဆိုလို့ရှိရင်လေ ကျွန်တော်ကကျတော့တယောက်တည်း trust နဲ့အဲ့လိုမျိုးဆက်သွယ်ပြဘာမှမသိဂရင်းမှာပြောတယ်တခါလေးဆိုသူတို့ပြောတာမျိုးကျွန်တော်မသိ ဆောင်းဝဲအောက်တော့ပဲ10တန်းဆောင်းဝဲလားကိုရန်က10တန်းပဲရှိတာပေါ့နော် ဒီချိန်ရလား ဒီချိန်ရဟုတ်လား ဟာလား ဆ ဆောင်းဝဲ န်တန်းလို့ခေါ်တာတဲ့ရှမ်းတော့10တန်း ဆောင်းဝဲချိန်လား ဟုတ် please မကြည့်နဲ့ line စင်ဒါအရေးမပါဘူးရေးမကြည့်ဘူးတကယ်ရေးမကြည့်ဘူးကျွန်တော်တို့ဟိုဟာလုပ်နေကြဒီတိုင်းပဲအားရနေလို့တွဲနေလိုက်အလုပ်ကိစ္စလည်းမဟုတ်ဘူးဒီတိုင်းပဲစကားကြီးပြောမယ်ဒီအားလူဖုံမယ်အဲ့လောက်ပဲဒါရေးမကြည့်ဘူး mineral store တွေရော sunshine တို့အတွက်ပါတယ်မပါဘူးယူဆောင်လာပါပြီ national တို့အတွက်တဲ့မလေး fan activities တွေပြုလုပ်ဖို့ restore fan activities ဆိုပါတာပေါ့ fan activity ဆိုပါတာပေါ့ အဲ့ဒါနဲ့အတူတူဆောင်ရတော့မှာ အနီးကပ်ပြန်တွေ့ရမယ်ချင်း special တဲ့ promotion event ဟိုတဲ့မနီရောရှမ်းမှာတရားမှာဖြစ်လို့ fan activities တွေပြုလုပ်ဖို့အတွက်တဲ့ restore အတွက်ချိန်ကောက်ပိုင်းနဲ့ match လာ20ရက်နေ့တောက်ကြနေနေ့လယ်2နာရီမှာ Junction City ကိုတဲ့လာရောက်ခဲ့ဖို့ဖိတ်ခေါ်နေရစီတဲ့ ဟုတ်ကျွန်တော်တခါပဲမယ်နော်ဟိုအလုပ်တွေဖြတ်ပြီးတော့မလာပါနဲ့အလုပ်ကအရေးကြီးရင်အလုပ်လုံးမှာပတ်စံရမှာသမင်စားလို့ရပါတယ်ဒီလားအဲ့တော့ဟိုအလုပ်အားနေတဲ့သူပေါ့နော်အဲ့လိုမျိုးကိုပိုင်အလုပ်လုပ်တဲ့သူတို့ပြီးရင်ចောင်းပိတ်တဲ့ညီလေးညီမလေးတို့အဲ့လိုမျိုးចောင်းသားတဲ့သူတွေလို့ဆိုလာပေါ့အားကြောင့်မလို့ကျွန်တော်တို့လာခဲ့ဖို့လည်းဟိုဒီနေ့ရောပြောရှိဘူးပေါ့နော်ဒါပေမဲ့လည်းဟိုနားလည်ပါတယ်ကျွန်တော်တို့ဒီချစ်ရတဲ့လူရပါဖြစ်ဟိုလာကြည့်ကြပါပဲเนาะအဲ့တော့
လာနေတဲ့လူတွေကိုလည်းလာဖို့တက်ပြီးတော့ကောမရဲ့လာနေတဲ့လူတွေလည်းစိတ်မကောင်းဖြစ်ပါနဲ့ဒီမှာအားလုံးမကောင်းဖြစ်ပါနဲ့ သူတို့ရက်ကွက်ခိုင်းပြီးတော့တိုက်အားလည်းဟောပြီးဖြတ်ထားတာတဲ့ညာတော့မအေးရဘူးတဲ့ ဒီတော့တနာပါလေချစ်လို့လား စားနိုင်မှာ ချစ်လို့လားစား ဘာကိစ္စတနာ လိုက်ပေးရှာပါတယ်အဲ့လို လုံးဝမတနာနိုင်လုံးဝမတနာနိုင်သူရဲ့ surprise တွေကိုခေါ်လာသူပဲ မတနာလို့မရဘူးတနာမယ်ရှမ်းစေပုံရှိတယ်ရှမ်းတနာမယ်ရှမ်းပြီးတော့ရတနာမယ် စီယတနာလေ तू က target ပေးမှာပဲအဲ့ပုံညာ तू ရှမ်း तू တနာနေတယ် please target ပြအောင်မလုပ်ချပါနဲ့နော်ရှမ်းကတကယ်ချစ် target မပြေဗျာပြဿနာဝင်မှာ YouTube လမ်းပြောင်းနေပြီလားဒါမဲ့တော့ please စားတာပူနေရလေ ဩ အေးနေရခေါင်းမှာကျင်းသွားတယ် ဒီစီရောက်တယ်လို့အဲ့ဒါ တောက်ချီရောစားတာတလုံးမကြွရလားကျွန်တော်ကနှလုံးကြွရ တလုံးဟုတ်တယ် ဖွားလေးကိုတီးတာတီးပါတယ်ဆွဲထက်ကောင်းတာ ဟုတ်ပါ ဒီကဇလင်းပြန်လာရင်လည်းအားရတိုက်ခဲ့ပြီဇလင်းတော့ကိုမိဘရဲ့မျိုးဆိုရောက်ပြီးမှပြင်မယ်နော်သူဇလင်းမျိုးတထေးတွေမိဘတော့ပါထီးဘောစီတွေဘောပီ ယေဆုစုမောဆိုမမယေဆုမမယေဆုစုမောဆိုရင်အဲ့ဒီဘာနှစ်ပွင့်ပေးလိုက်ပါရင်များကျွန်တော်တို့123 k လိုက်ရတာဟလားလိုက်က123 k ရပါဒီလိုက်မှာပြောလို့တဲတော့ပေးတိုင်းတော့တစ်ခုတက်တာဟုတ်တယ်တယောက်တည်းလဲ1k လောက်ပြောင်းပေးပြတော်တော်ပြောလို့ထားခိုင်မုံနဲ့အော်မုံဆာရရှာနေဆန်နာရှောလာပြေဖူဖူအေးတဲ့ဆာရရှာတင်းတီဝေတူတူချစ်ဖူဝေစင်လေးနွယ်ခိုင်လက် ID 986စီနီယာပန်လီ ဗန်လေးဖူဖူအေး စီနီယာလား တမ္မိုဖူအန်ဂျီ အွန်ဂျီ မေရွှေယူချုံပူပူတဲ့လူနာလီယို အီတမောအိတ်တီရီ ဒီမှာစကြရွနေတယ်လို့ပဲ တင်ပါဘော record ခေါ်လာတယ် ရှွန်လာပြေအဲ့ရေတနလေးပြလိုက်တာခဏပလမ်းမြောင်နေ မဟုတ်ဘူး လမ်းမြောင် ပ နေရတဲ့လမ်းလေးနဲ့ပြင်နေ သူကဒီလိုဆိုရင်စေရပဒီလားနိုင် နေပြည်တော်ကနေအပေးနေကျေးဇူးများတင်ပါတယ် y venimos pero ve casi venimos tarde mira che တီး ve eso al gente ve va peta ချစ်လိုက်တာ fan den တူတိုင်းရည်စားမဖြစ်နိုင်ပါဘူးအများကြီးမျောနေနေမှာဆိုလို့ အားနာစရာကြီးအဲ့လိုပြောပါဟုတ်လား မတူရင်ရတယ်မတူရင်ဘိုးဝေးတော့ အိုင်ညော်လေးအိုင်ညော်လေးညာ ဘာစီတူရင်ပို့ဆိုးသွားရော bias တူရင်ရန်တူပဲ bias ရှင်းလို့နေရလို့ ဟုတ်တယ်ဒီနေ့နည်းနည်းအုတ်တုတ်လေးဖြစ်နေတယ်မို့ပါဟုတ်လား အဲ့ရာသီဥတုကိုမခံစားနိုင်ဘူးမနေ့ကအဲ့ရနမှုချင်းကလေးကအလုပ်ပဲတွေးနေ How you like that forget 3.25ဖြစ်ခဲ့ โอ้ซาอุชาเดี๋ยวကျွန်တော်ပြန်ပြီးလို့အေးစေးစေးလိုက်နေတာတော့တော်ကြာနေပြီ။ညနေမှလည်းမိုးအုံနေရှူလာခဲ့ပါလားနင်းပြအဲ့ရွှေကိုပြောပြအောင်မယ်။ကျွန်တော်ကဟိုပါလေ10တန်းဆောင်ဝဲတောင်းပြီးတော့နေ့ရက်နဲ့ကျွန်တော်ကလုပ်တန်းဝင်တာ။စီးကုန်ပြီပါ။စီးကုန်မှာလုပ်တန်းဝင်ပြီးတော့ပြောရလို့ရှိရင်ကုမ္ပဏီကလူအဲ့ဒီအရေးမြင်သွားရင်ခွေမှလာမသိကျွန်တော်
အဲ့နေကျွန်တော်စေကုတ်မီဒီမှာဆိုလို့ထုံးစံရှိရပါ trip သွားရဆိုလို့ရှိရင် expect ကြအောင်လို့ဆိုပြီးတော့ဆိုင်ကနေသွားမန်လေးပဲအဲ့နေပဲမန်လေးကနေကျွန်တော်လည်းဆိုင်ကနေစပြီးသွားကြည့်တာပခုတ်ခုဒီဆိုင်ကနေတယောက်တည်းသွားတော့အဲဟိုက Google Map ခိုင်းနေမှာ line ပြတ်တာကွာ line ပြတ်တော့ကြာတာလမ်းခွဲရှိရပုံမှန်နေတော့ခုသွားရင် line ခွဲနေရွှေကိုသွားရင် line ခွဲအဲ့မှာပဲအင်္ဂလိပ်က Google Map ကြီးအဲ့ဟိုပြရတာတက်တယ်ဆိုပြရတော့တက်တယ်မောင်းချပြတာရွှေဘူတီရောက်သွားရွှေဘူတီရောက်ပြီးတော့မှထမ်းလာဘယ်ဟိုလဲရမှာဒီလိုမှပြီးမှမားနေရဆိုမှတနားရီကျော်မှစိတ်တက်ကြ ပြန်မလိုက်တာပြန်မခံခဲ့ရတာပေါ့ဒါဟုတ် အဲ့လိုမျိုးကြိုက်တာကျွန်တော်ကကိုယ်တိုင်ကိုစူးစမ်းရုပ်ကန်ရတာကိုကြိုက်တာဟုတ်လား သူများပေါ်မှာအဲ့လိုမျိုး depend လုပ်နေရတယ်ဆိုင် မြင်ပါတယ်အဲ့လိုမျိုးပဲရွှေဘိုတီးရဆိုတော့ပြောနေတော့တနာပါတော့ တနာမှာမဟုတ်ဘူးအဲ့ဒါတူရပါ မှာ အတူယူပါ ဒီ ဗျာ ရောဆိုတော့ ကိုယ်တိုင်လည်းဒီပြောရမယ်ကိုကွာဒီလားအဓိကကိုပဲအားကိုးအောင်အဲ့ဒီအတိကျွင်းနေအောင်လို့မိုဒီယူပါဟုတ်တယ် ဆန်ဆိုလို့စကိုင်းနဲ့တိုင်းလို့ခုစား ဟာကြပြကြည့်လိုက် ရှက်တယ်ဘယ်ပြောမှာလဲ ပြောတော့ပြောမှာရှက်ပြောမှာရှန်ကြပြန်ကြီးရပိုကြီးရမယ်တဲ့ ရော ကျွန်တော်ပြောပြလိုက် ဟုတ်ကဲ့လေ ဦးလေးပေးရဖုန်းနဲ့ဟွာသူပေါ့နော်အဲ့မစ္စတာစပြိုင်စပထမဆုံးပြိုင်နေဝင်တော့ပထမဆုံးပြိုင်မှုပွဲမှာသူအဲ့လို